Oh my god Fanny မြင်ရမှာလားဒီပွဲမှာ Fanny လေးထုတ်သွားတာမတ်နော်တာမတ်ကမဒါကြီးမဒါဝင်နေဆောင်းဝမ်းကျန်အေးဟီရိုထရက်ဇလာဖြစ်ပါနော်ဘလူးပဲ1ထရက်ဇလာဖြစ်ပါဒါတော့ဘလူးပဲ1ထရက်ဇလာပါနော်အောင်လေးမအိုးလူနော်ဘရောတူမိုင်ဖမ်းချပဲပြီလာပါပြီဘလူးတင်းလုံးဝနော်ရှယ်ပလေထရက်ဇလာဝိုင်းတတ်တယ်အိုးထရက်ဇလာပြန်ထောင်းတယ်တာမတ်အိုးမချတယ်ဟာလောက်တယ်အလိမ့်မှာတာမတ်ကြီးကတော့ဖတ်ထားနေတာဖလက်ကြီးတာမတ်လုံးဝချတော့မယ်တာမတ်ဗန်ရက်ဖွင့်နေတာမတ်ဗန်ရက်တွေဖွင့်ပြန်ပြီးပေါ်ပတ်သွားတယ်ခင်ဗျာအော်ဒီမှာတာမတ်ကတော့ level 12ဟော rating လောစကီးနေပြီလောကြီးကိုစထွိုင်းနေဖြစ်ပါတယ်ဟာယာဘူစာ retreat ပေါက်ရအိုး Fanny လေးပဲရသွားတယ်ခင်ဗျာဟောလော်လီတကူးခြင်းနဲ့ဟာယာဘူစာကတော့နော်ဟိုဘက်ကတော့9ယောက်ပေါင်းပြီးတော့လုံးဝရှီရှောင်းလေးလုပ်ပြီးတော့တက်ပြသွားတယ်ဟုတ်တယ်မတော့ rating ကနလန်ပြန်ထူလိုက် Fanny ကတ်တရုပ်ပိုင်းပါလားကတ်တရုပ်ဆန်းကိုလိုက်ပေါ်နေတယ်အိုးကတ်တရုပ်ပိုင်းလိုက်ပါလားဆန်းတီသွားခဲ့ပါလားကတ်တရုပ်ပိုင်းနဲ့လုံးဝ damage ကတေကန်ကြီးလေးဖြစ်အိုးနောက်မှလူနော်စကေးတူးလေးနဲ့အဆုံးသတ်ပေးလိုက်တယ်ခင်ဗျမီယာအိုးမီယာ damage ကလည်းနားတယ်ထရက်ဇလာအောင်မဟိုဘကခါရီယာဆွဲသွားတော့လက်တန်းပြစ်ပြီးတော့နှက်ဖြတ်သွားရင်နောက်ကောင်ပေါင်းပြီနော်အော်လေးမှာလည်းတာမတ်ဖလက်ကီဖြစ်ပါတယ်အပေါ်လေးမှာလည်းလူနော်နဲ့လက်တန်းလက်တန်း80နော်လက်တန်း damage ကိုတော့ရှင်းတယ်မီယာ oh my god 2နောက်ကောင်တော့ပြစ်အိုးဆောင်းဝမ်းကျန်းတယ်ဟေးမီယာလက်ကိန်းအိုးဘရောအေးဖြတ်တိုက်လိုက်တယ်နော်ပွေးရလုံးဝ2-3ရောက်သွားတာ just မန်နဲ့မီယာပါလိုက်လက်တန်း80နဲ့ဝင်ပြစ်တဲ့တိုင်းမဲ့အနောက်မှာလည်းဘကပါမလာခဲ့ဘူးတာမတ်ဝင်တိုးပြီး80 3လိုက်80ဘန်းကြအိုးရှော့ဒလာ3မိုင်ဖမ်းလိုက်တဲ့တိုင်းမဲ့နောက်မှာဘကပါလာလေလူနော်ဘာရုပ်ပြသွားမှဖန်လေးနော်ထရက်ဇလာ3မိုင်ဖမ်းမိခဲ့ပြီမဲ့အနောက်မှာလည်းစမ်းဝင်ရိုက်သွားပြီ3မိုင်အကောင်းဆုံးဖမ်းမိခဲ့ပြီမဲ့နော်ကြည့်ရမယ်โอ้ပြစ်တယ်โอ้3ချက်4ချက်ပဲပြတ်သွားတယ်ထင်တယ်နော်မြင်လိုက်လား4ချက်ပဲဟောမီးရ damage ကလေကင်းဆိုတားနာလောကင်းနေပြီ rating လောစကင်းနေပြီထရက်ဇလာအရှိရနေမကြီးထောင်းမိနေတယ်โอ้ထရက်ဇလာဝိုင်းဖြတ်မှာလားထရက်ဇလာလက်တံဖမ်းမိတာနဲ့မသမကိုဖမ်းတာနဲ့လက်တံပြန်ပြစ်တယ်လက်တံ import လက်တံပြန်ပြစ်အိုးလက်တံโอ้လက်တံ3ခေါက်တကောင်ကြီးပြန်ပြစ်တာနော်လုံးဝဆောင်းကျန်းတယ်လက်တံ damage ကြီးရတယ်အဲ့ဒါဖြစ်တာFanny 3G ပဲ 4G ပဲလက်တံตีသွားမှလားမตีသွားသေးဘူးဘေးမှာလည်းတာမတ်ခါလီယာကိုဖြတ်သွားတယ်တန်းအနောက်ကဗလန်ဝင်ရိုက်တယ်ဒါပေမဲ့ Fanny အိုးလုံးဝတန်းအလားလေးဆောင်ပြသွားတယ်လုံးဝမိုက်Fanny နဲ့ဆန်တွေ့ပြီ Fanny လုံးဝမော်လီနဲ့ကပ်ပြီးဖွတ်တယ်လောက်ဆန်းလည်းရိုက်တယ်ဒါပေမဲ့လေကင်းရောက်လာတယ်နဲ့ဆန်းရဲ့ damage ကလည်းနော်တစ်ချက်ဆို2ချက်နော်3ကောင်ပေါင်းရင်တစ်ချက်ရိုက်လိုက်ရင်နော်နရင်ပွင့်သွားပြီနအောင်ပွင့်အောင်ရိုက်မယ်ဆန်းဆိုတာဒါပဲဖြစ်ပါတယ်ဟောမှတ်မိတယ်ဒါကြီးတို့နော်ရော်လီဗမာလူလီပဲဒါမိတ်တာမတ်လေးပြန်ခုတ်တယ်တာမတ်ကြီးလောက်ပါတိုက်ပါခေါ်အိုးဆန်းရတယ်နောက်မှတော့ကြီးကတာဝါချိုးနေပြီဖြစ်စလားထိန်းနေဖြစ်စလားနဲ့တာမတ်ချတော့တာမတ်ကလည်းတော့ထိုင်ခုတ်နေရတယ်တာကြီးခါလီယာကိုကောက်နေတာခါလီယာအပင်နဲ့ပြောင်းနေတာတာမန်နှစ်ကောင်အိုးစမ်းရပါနောက်မှလည်းစမ်းဟိုထရက်ဇလာလေးနော်အလာလေးပြန်ထောင်းပြသွားတယ်အိုး YouTuber ဦးတင်လာကြည့်ကြထရက်ဇလာထမ်းပြသွားမှလားအလာလေးအိုးဒါမဲ့ခါလီယာပဲမိခဲ့နောက်မှလူနော်မီယာ80လေးနဲ့ဝင်လာတဲ့ဆန်းကိုပြစ်တယ်ဆန်းရတယ်နော်သူ့သေးကိုသေးဆိုမှလူနော်ယူသွားခဲ့တယ်Fanny မသေးသေးဘူးညအနောက်ကနေပြစ်တယ်အိုးတူမိုင်းမိသွားပြီဒါပေမဲ့မပြတ်သွားသေးဘူးမီယာပြတ်လိုက်ပြန်ပြစ်တယ်မီယာနဲ့အိုးဒါပေမဲ့လက်တန် damage ကလည်းကျွတ်တယ်လက်တန်83ပြီးပြန်တက်သွားတယ်တာမန်နဲ့ထရက်ဇလာနှစ်ကောင်ကျန်နောက်မှာထရက်ဇလာ80နဲ့လက်တန်ပြန်ဖမ်းတယ်Fanny လေးဝင်လာပြီဘက်ကကြလာပြီFannyလုံးဝ
လက်တံတက်သွားထွက်သလားနဲ့အမခါလီယာ3 vs 2ဆိုတဲ့ဗတဲ့အနေထားမှာလုံးဝထွက်သလားမတောင်းပြီးနေခဲ့တယ်ခင်ဗျာနော်လက်ရှိမှာဖန်နီလုံးဝပွတ်တဲ့ကတ်တုပ်ပိုင်းနဲ့ဖိုင်ရဘူစာနဲ့ထွက်သလားထွက်သလားတာဝါချိုးနေတယ်ကျိုးဝါမလားထွက်ဖိုင်ရဘူစာအကောင်းဆုံးနော်သူတို့ရဲ့ base ကို defend နေတယ်ထွက်သလား import တွေရွေးကြောင်းပြီးရောင်းလိုက်ပြီးမှတာဝါချိုးတယ်ဒါပေမဲ့ဆန်းပြန်ထွက်လာခဲ့တယ်နော်ဒီမှာလောဘတွေမှာပြစ်တယ်တာမန်ထွက်သလားပြန်ဖမ်းတယ်လက်တန်းပြန်ပြစ်တယ်လက်တန်းနဲ့ထွက်သလားဒီကလေးခဲရတယ်ခင်ဗျာမီယာကိုပြောက်ပြီးဝင်လာခဲ့တယ်ဒါပေမဲ့နန်းတော့မရောက်သေးဘူးဒါပေမဲ့လုံးဝမီယာပြစ်တယ်ဟာရပူစာတီဝါမှာတီဝါတယ်ခင်ဗျာမီယာရေခဲတော့ဝယ်လိုက်ပြီးသူပါလက်တန်းနဲ့ချကျင်တာထင်ချကျင်တာဒါမျိုးလက်တန်းနဲ့လူနော်ရေခဲလေးခဲနေတယ်လုံးဝဒါပေမဲ့လက်တန်းကလည်းပြစ်တယ်နော်ဒီဘက်မှာတော့လက်တန်းနဲ့ဆန်းနှစ်ကောင်နဲ့မီယာဝင်ပြစ်ပြီလာလုံးဝမီယာ damage ကြီးလေကင်းမီယာမတာမိခင်ဆိုတဲ့အတိုင်းပဲနော်ဘွားလေးချက်မိခင်ဆိုတဲ့အတိုင်းပဲကြမ်းပြနေတာနောက်မှာလည်းမီယာဆန်းဝင်ရိုက်တဲ့ဒါပေမဲ့ဖြစ်သလားနော်ထိုးနေတဲ့တာဝါချိုးမှနိုင်တဲ့ game ဆိုတဲ့အတိုင်းပဲနော်ဒီပွဲမှာတော့ Red Team ဘက်ကအနိုင်ရရှိသွားပါတယ်လုံးဝနော်တပွဲလုံးနော်ဒီဘက် Red Team ဘက် Trezala နဲ့မီယာနဲ့တာမတ်ကလုံးဝ carry ပေးနေတာ